အရင်ရှိအပိုင်းမှာတော့မိုရီကငရဲမိတ်ဆာဘရင်နဲ့တိုက်ခိုက်ဖို့ပြင်နေတာနဲ့ဆုံးထားပါတယ်။အခုဒီအပိုင်းရဲ့အစမှာတော့မိုရီက level တက်နေကတခြားចောင်းသားတွေကလည်းဒီကောင်ဒီမိတ်ဆာတွေကိုတက်ပြီး level တင်နေတာလားသူ့ရဲ့ state တက်ထဲမှာတော့နာမည်ကလင်မိုရီသူ့ရဲ့အစွမ်းကတော့ဘာမှမသိဘူး။တခြားသူတွေကလည်းငါတို့နားမှာသူရှိနေတာကံကောင်းတာပဲလို့ပြောနေကြပါတယ်။အဲ့အချိန်မှာမိုရီကဖွမိတ်ဆာတွေကိုအပေါ်ကိုပြစ်တင်နေကမင်းမလွတ်စေရဘူးလို့ပြောနေပါတယ်။အဲ့လိုနဲ့ငရဲဘရင်ကမင်းနာမည်ကလင်မိုရီဟုတ်လားငါမင်းနာမည်ကိုမှတ်ထားလိုက်ပြီးမင်းတာငရဲကိုလာရင်လို့ပြောနေတဲ့အချိန်မှာပဲမိုရီကအလောင်းကောင်ဖောက်ခွဲခြင်းစကေးကိုတုံးလိုက်တဲ့အချိန်မှာတော့အလောင်းကောင်တွေကပောက်ကွဲကုန်ကြပါတယ်အဲ့လိုနဲ့အောက်ကចောင်းသားတွေကဒီနေရာကပုံမှန်လိုပြန်ဖြစ်သွားပြီးငါတို့နိုင်သွားပြီးပေါ်ဆိုပြီးပြောနေကြပါတယ်အဲ့လိုနဲ့တာဝါကိုစောင့်ကြည့်နေကြတဲ့အကြီးအကဲတွေကလည်းအဲ့ငရဲလက်မင်းကပျက်စီးသွားပြီလားငါတို့ရဲ့တိုက်ပွဲစစ်မြေပြင်နေရာကလည်းအရင်တိုင်းပြန်ဖြစ်နေပြီလို့ပြောနေပါတယ်အဲ့အချိန်မှာနတ်ဖျားပိုင်ကចောင်းသားចောင်းသူတွေကကောအစဉ်ပြေကြလားလို့မေးနေပါတယ်အဲ့လိုနဲ့နတ်ဖျားပိုင်ရဲ့ဘေးကဆရာကသူတို့အားလုံးအစဉ်ပြေကြတယ်ထိခိုက်ဒဏ်ရာရတဲ့သူတော့မရှိဘူးလို့ပြောလိုက်ခါတော့နတ်ဖျားပိုင်ကဒဏ်ရာရတဲ့သူတော့မရှိဘူးလားဒါကငါထင်ထားတာနဲ့အများကြီးကိုကြွာချနေတာပဲလို့ပြောနေကဘာပဲဖြစ်ဖြစ်ငါတို့ចောင်းသားတွေကိုသူတို့အရင်နေရာပြန်ပို့ရမယ်ပြီးကြရင်ငါတို့တိုက်ပွဲစစ်မြေပြင်ကိုပြန်ပြုပြင်ရမယ်လို့ပြောနေပါတယ်အချိန်မှာရှာယူကမိုရီကိုလူတော်လေးနဲ့အစဉ်ပြေရလားလို့မေးနေလိုက်ပါတယ်အဲ့ဒါနဲ့မိုရီကလည်းအင်ပြေတယ်လို့ပြန်ပြောလိုက်ပါတယ်အဲ့လိုနဲ့နတ်ဖျားပိုင်ကပေါ်လာကငရဲကကျူးကျော်မှုကိုတားလိုက်ပြီးအခုလဲဒီတိုက်ပွဲစစ်မြေပြင်ကိုပြန်ပြင်နေပြီးမင်းတို့အားလုံးကိုစာမွေးပွဲဖြည့်တဲ့နားကိုပြန်ပို့ပြီးတော့မယ်ပြီးရင်မင်းတို့ရဲ့စာမွေးပွဲရလက်ကိုကြီးညာပေးမယ်လို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ရှိယူကငါတို့ဘဲတာဆိုရင်အမိတ်စာကောင်တွေကိုဘလို့မှမတိုက်ခိုက်နိုင်တော့ဘူးငါတို့ဖက်မှာသူရှိနေတာကကံကောင်းတာပဲလို့ပြောနေပါတယ်ဒီလိုနဲ့မိုရီတို့ကိုတယ်ရီပေါ့လုပ်ပေးလိုက်ခါတော့တိုက်ပွဲစစ်မြေပြင်ကနေအရင်နေရာကိုပြန်ရောက်လာပါတယ်အဲ့အချိန်မှာစာမွေးပွဲကြီးညာတဲ့သူကတိုက်ခိုက်ရေးအစွမ်းတဲ့သူတွေရဲ့နောက်ဆုံးအဆင့်ကိုပြီးပါပြီမင်းတို့ရဲ့ရလက်ကြီးညာတာကိုစောင့်နေပါလို့ပြောလာပါတယ်အဲ့အချိန်မှာဆရာနိုင်ကမင်းတို့တွေကိုနှစ်မျိုးခွဲပြီးအမှတ်ပေးမှဖြစ်တဲ့တစ်မျိုးကတော့မင်းတို့ရခဲ့တဲ့အမှတ်တွေဖြစ်ပြီးနောက်တစ်မျိုးကတော့မင်းတို့ရဲ့လှုပ်ဆောင်မှုကိုကြည့်ပြီးအမှတ်ပေးမယ်မင်းတို့သာအဆင့်မြင့်ကြောင်းကိုတက်ချင်းနေဆိုရင်အမှတ်များတာနဲ့တင်မရသေးဘူးမင်းတို့ရဲ့လှုပ်ဆောင်မှုမှာလည်းအေးရမရမယ်ဆိုပြီးစိတ်ထဲကနေတော့ငါတိုက်ပွဲစစ်မြေပြင်မှာဘာတွေဖြစ်ခဲ့လဲတော့တေချာမသိပေမဲ့ဒီကောင်မိုရီဘလို့သုံးသက်ချက်တွေရမလဲမသိဘူးလို့ပြောနေပါတယ်အဲ့လိုနဲ့နတ်ဖျားပိုင်တို့ကတိုက်ပွဲစစ်မြေပြင်မှာဘာတွေဖြစ်ကုန်တာလဲဆိုတာကိုကြည့်နေကဝိညာဉ်ထိန်းချောင်းသူဟုတ်လားသူများပြောနေကြတာကိုတော့ငါကြားထားတယ်ရှန်ဟိုင်းမြို့မှာပေါ်လာတဲ့တယောက်ဆိုပြီးသူကတည်ငြိမ်နေပြဿနာနဲ့ကြုံတဲ့အချိန်မှာဘလို့တုံ့ပြန်ရမလဲသိတယ်စွမ်းအားလဲကြီးတယ်သူ့ရဲ့စကေးကိုစွမ်းရည်တွေကောနိုးထနေလောက်တယ်ဒီကောင်လေးကထိတ်ဆုံးចောင်းသားပဲလို့ပြောနေပါတယ်အဲ့လိုနဲ့အကြီးအကဲတွေကဒီတစ်ခါလှုပ်ဆောင်မှုအမှတ်ပေးရတာခက်ခဲတာပဲနောက်ဆရာတယောက်ကလည်းပါခတ်တာလဲအဲ့ထွက်ပြေးတဲ့ကောင်တွေအကုန်လုံးကိုအမှတ်နုပြစ်တကယ်တိုက်ပွဲမှာဆိုအဲ့လိုကောင်တွေကိုဘာမှအားကိုးလို့ရမှာမဟုတ်ဘူးဒါနဲ့နောက်အကြီးအကဲတယောက်ကလည်းဒါပေမဲ့သူတို့ကအခုမှလူငယ်လေးတွေပဲရှိသေးတာလေလို့ပြောနေကဆရာနိုင်ကတော့ဒီကောင်လေးမိုရီကတော့တေချာပေါက်အေးပလက်ပဲလို့ပြောနေပါတယ်အဲ့လိုနဲ့အမှတ်ကြီးညာတဲ့နေရာမှာတော့လင်မိုရီကနံပါတ်1ဖြစ်သွားကအမှတ်က34,605မှတ်လှုပ်ဆောင်မှုအမှတ်အေးပလက်ဆိုပြီးပြနေတော့စာမှုပွဲဖြစ်ဆိုတဲ့သူတွေကဝိုးဆိုပြီးမိုရီကိုအားပေးနေကြပါတယ်အဲ့လိုပဲဆရာလူယုံကပါအရန်ပျော်နေကနံပါတ်1ပြည်နယ်ချန်ပီယံကွာလို့ပြောနေကစိတ်ထဲကနေတော်တဲ့ကောင်လေးမိုရီဆိုပြီးပြောနေကဘေးနာကဆရာတွေကဂုံယူပါတယ်အပူကြီးလူယုံဆိုပြီးသူ့ចောင်းသားကချန်ပီယံဆိုတော့သူတို့တော်တော်ပျော်နေတော့မှာပဲလို့ပြောနေကြပါတယ်ဒီလိုနဲ့ရှာယူကလည်းမိုရီကိုဂုံယူပါတယ်လူတော်လေးနေတကယ်ချန်ပီယံဖြစ်သွားပြီပဲလို့ပြောလိုက်တော့မိုရီကပြုံးသွားကကျေးဇူးလို့ပြန်ပြောနေပါတယ်အဲ့လိုနဲ့ရှိယူကမျက်လုံးပြူးသွားကနင်ပြုံးတက်တာပေါ့နင်နာပြုံးနေရင်ချောတာပဲအဲ့ဒါကိုဘာလို့မပြုံးနေတာလဲလို့ပြောလိုက်ခါတော့မိုရီကသွားပါပြီကွာဆိုတဲ့ရုပ်ဖြစ်နေပါတယ်ဆရာလူယုံကတော့ရှိယူကပါနံပါတ်1ဖြစ်ပြီးလှုပ်ဆောင်မှုအကဲဖြတ်မှာပါအေးပလက်ဖြစ်နေတော့ပြုံးလေးနဲ့ဘာမှမပြောနိုင်ဖြစ်နေပါတယ်နံပါတ်3ကဖန်ယူဖြစ်ပြီးနံပါတ်4ကဇောင်းမိန်းနဲ့နံပါတ်5ကတော့ဝင်စီဟက်ဖြစ်ကဝင်စီဟက်ကတော့လှုပ်ဆောင်မှုအကဲဖြတ်မှာစီမိုင်းနဲ့ဖြစ်နေပါတယ်အဲ့လိုနဲ့ဝင်စီဟက်ကငါရဲ့လှုပ်ဆောင်မှုအကဲဖြတ်ကစီမိုင်းနဲ့ဟုတ်လားဘာလို့လဲဒီလိုသာဆိုရှက်ချင်းကြောင်းမပြောနဲ့အစစ်မြင့်ကြောင်းတွေတောင်ငါ့ကိုလက်မခံတော့ဘူးဆိုပြီးဖြစ်နေပါတယ်အဲ့လိုနဲ့ငါလက်မခံနိုင်ဘူးငါရဲ့လှုပ်ဆောင်မှုအကဲဖြတ်ကဘာလို့စီမိုင်းနဲ့ဖြစ်နေရတာလဲလို့ဒါမတရားဘူးပြောလိုက်ခါတော့စာမွေးပွဲကြီးညာတဲ့သူကဝင်စီဟက်စာမွေးပွဲစီကန်းကိုဖောက်ဖျက်ပါတယ်ဆိုပြီးပယ်ချလိုက်ပါတယ်ဒီနေရာလေးမှာဇလန်လေးခဏရက်ပြီးဝင်စီဟက်အပေါ်ကျွန်တော်အမြင်လေးကိုပြောပြပေးမယ်ဗျာဝင်စီဟက်ကနည်းနည်းတော့စိုးသွန်းတဲ့ပုံပေါ်နေပေမဲ့သူ့ရဲ့အစွမ်းကုန်ကိုသူစူးစမ်းခဲ့တယ်ငရဲကမိစ္ဆာရီကျူးကျော်တဲ့အချိန်လဲတိုက်ခိုက်ဖို့စိတ်အားထက်သန်နေခဲ့တယ်ပြီးတော့အရင်ပိုင်းတွေမှာတွေ့ခဲ့တယ်လို့ပဲသူကရှာချင်းကြောင်းကိုဝင်ခွင့်ရဖို့အရန်စူးစမ်းခဲ့တယ်ဒါပေမဲ့အခုတော့ပယ်ချခံလိုက်ရတယ်ဒီလိုလူတွေဆိုတာဘီလိန်ဖြစ်လာဖို့အလားအလာအရန်များတဲ့သူတွေပါဒါပေမဲ့ဘာဖြစ်လာမလဲဆိုတာကိုတော့ကျွန်တော်လည်းမသိသေးဘူးဗျာဒီလိုပဲစိတ်ထဲပေါ်လာလို့ပြောပြ
တာပါဗျာ sorry ပါကဲဇလန်းလေးကိုပြန်ဆက်ရမယ်ဆိုရင်တော့ဆရာတွေကဒီတနေ့ရဲ့ချန်ပီယံကတော့လင်မိုရီပေါ့ဆိုပြီးပြောနေကြပါတယ်အဲ့အချိန်မှာပဲခေါင်ရန်ကတွေ့လာတဲ့ချန်ပီယံကငါရဲ့ဆရာကြီးလေးလို့ပြောနေပါတယ်အဲ့အချိန်မှာပဲစာမှုဝဲကြီးချက်တဲ့ဆရာတွေကတိတ်ကြအခုဒီမှာအင်ပါယာကစာပါလာတယ်လင်မိုရီကပြည်နယ်ချန်ပီယံပဲမဟုတ်ဘူးနိုင်ငံချန်ပီယံပါဖြစ်တယ်လို့ကြေညာလာခါတော့နိုင်ငံချန်ပီယံဟုတ်လားလို့ပြောနေကြပါတယ်အဲ့အချိန်ဆရာလူယုံကဝိညာဉ်ထွက်ခါနီးဖြစ်နေကနိုင်ငံချန်ပီယံဟုတ်လားဆိုပြီးနက်ပြည်ရောက်သွားတဲ့ပုံဖြတ်စနေကဘေးကဆရာတွေကအဖိုးကြီးလူယုံခမရတသက်လုံးဂုံယူနေလိုက်တော့ပြလို့ပြောနေကြပါတယ်။မိုရီတို့ကျောင်းကကျောင်းသူကျောင်းသားတွေကလည်းငါတို့အထက်တန်းကျောင်းကချန်ပီယံပဲငါတို့ကျောင်းကအခုနံပါတ်1အထက်တန်းကျောင်းပဲအရန်တော်တယ်လင်မိုရီဆိုပြီးပြောနေကြကတခြားသူတွေကလည်းငါသားသမီးတွေကြရင်ဒီကျောင်းမှာပဲလာထားရမယ်ဆိုပြီးပြောနေကြပါတယ်။အဲ့လိုနဲ့ဇောင်မိန်နဲ့ဖန်ရွေကလည်းဂုံယူပါတယ်လင်မိုရီဆိုပြီးပြောလာကမင်းနာမရှိရင်ငါတို့တော်တော်ဒုက္ခရောက်နေမှာဆိုပြီးပြောလိုက်တော့မိုရီကရပါတယ်လို့ပြောလိုက်ခါတော့ခံယူကမင်းကိုရှာချင်းကြောင်းရောက်မှထမင်းလိုက်ကျွေးအောင်မယ်ဆိုပြီးပြောနေကဆောင်းမင်းကလည်းနင်းလဲရှာချင်းကြောင်းတက်မှမလားလို့ပြောနေပါတယ်အဲ့လိုနဲ့မိုရီကအင်းလို့ပြောလိုက်ခါတော့ရှီယူကပြေးလာကအာနာနာနဲ့သူကစကားသိမ့်မပြောလို့ပါနော်ငါကသူနဲ့တန်းအတူတူတက်လာတာ3နှစ်တောင်ရှိပြီသူစကားပြောတာငါတောင်းတေချာမကြားဘူးလို့ပြောနေပါတယ်အဲ့ဒါနဲ့မိုရီကသူကြားဘူးလေဆိုပြီးပြန်ပြောလိုက်ခါတော့အားလုံးကကြောင်းတောင်းတောင်းဖြစ်သွားကအေးပါဆိုပြီးပြောနေပါတယ်ဒီလိုနဲ့နောက်တစ်ခါမှတော့မိုရီကတပ်ပုံကိုကြည့်နေကအမကျွန်းနော်ရှာချင်းကျောင်းကိုမကြခင်လာတော့မယ်ဆိုပြီးပြောနေကအဖွားကျွန်တော်နိုင်ငံအဆင့်ချန်ပီယံဖြစ်ခဲ့ပြီဆိုပြီးပြောနေတဲ့အချိန်မှာတကားခောက်တန်ထွက်လာတော့မိုရီကတကားတော့ဖွင့်လိုက်တော့ဆရာလူယွန်တို့ဖြစ်နေပါတာညအဲ့ဒါနဲ့မိုရီကဆရာလူယွန်ပါကိစ္စရှိလို့လဲဆိုပြီးပြောလိုက်ကနက်ဖျားပိုင်းကကြည့်နေတော့တော်တော်ကြောက်ဖို့ကောင်းတဲ့အော်ယာတွေပဲဆိုပြီးအယိုး6စစ်တီကိုဆင့်ခေါ်လိုက်ပါတယ်နက်ဖျားပိုင်းကကောင်းတဲ့တုံ့ပြန်မှုလေးပဲလို့ပြောလိုက်ခါတော့မိုရီကနက်ဖျားပိုင်းတွေ့ရတာဝမ်းသာပါတယ်လို့နှုတ်ဆက်နေပါတယ်အဲ့လိုနဲ့နက်ဖျားပိုင်းကငါမင်းကိုရှာချင်းကြောင်းနဲ့ပတ်သက်ပြီးပြောပြစရာရှိလို့လာခဲ့တာဆိုပြီးစိတ်ထဲကနေတော့တော်တော်ရင်ကြီးတဲ့အပြုအမူပဲအနာဂတ်ကောင်းကတော့သူ့ကိုစောင့်ကြည့်နေတော့မှာပဲလို့ပြောနေပါတယ်အဲ့အချိန်မှာပဲဆရာလူယုံကနက်ဖျားပိုင်းကိုသူကအရင်ကသူ့ရဲ့အမနဲ့တူတူနေတာလေအရင်နှစ်ကသူ့ရဲ့အမကရှာချင်းကိုဝင်သွားတော့အခုချိန်မှာသူကဒီမှာတယောက်တည်းနေနေတာလေလို့ပြောလိုက်တဲ့အချိန်မှာတော့နက်ဖျားပိုင်းကညံကြီးရှင်မောင်နှမတွေပဲနှစ်ယောက်လုံးကရှာချင်းကြောင်းကိုဝင်ခွင့်ရတယ်ဆိုတော့တော်တော်ရှားတဲ့မောင်နှမပဲဒီကောင်းလူညံကြီးရှင်ကပိုတောင်ရှားသေးတယ်လို့ပြောနေပါတယ်ပြီးတော့အယိုး6စစ်တီရဲ့စတေတက်ကိုကြည့်လိုက်တဲ့အချိန်မှာတော့နက်ဖျားပိုင်ကမိုရီကိုဒီကောင်းရဲ့စတေတက်တွေက150စီရှိတယ်ဆိုတော့ပုံမှန်ပါပဲမင်းဘလို့လုပ်ပြီးတိုက်ပွဲစစ်မြေပြင်ထဲမှာတိုက်ခိုက်ခဲ့တာလဲလို့မေးလိုက်ပါတယ်အဲ့ဒါနဲ့မိုရီက150ဟုတ်လားသူတို့တွေငါရဲ့စကေးနဲ့စတေတက်တွေကိုပေါင်းပေးထားတာကိုမမြင်ရဘူးလားဆိုပြီးစိတ်ထဲကနေပြောနေပါတယ်အဲ့အချိန်မှာနက်ဖျားပိုင်ကမင်းစွမ်းတစ်တွေများနိုးထားသေးတာလားလို့မေးလိုက်ခါတော့ဆရာလူယုံကပါမိုရီမင်းတခြားအစွမ်းတွေရှိနေသေးတာလားလူမေးလိုက်ခါတော့မိုရီကကျွန်တော်မှရှိတဲ့နောက်ထပ်အစွမ်းတစ်ခုကတော့ကျွန်တော်မှရလာတဲ့စကေးတွေကို level မြင့်ပေးတယ်လို့ပြောလိုက်ပါတယ်အဲ့အချိန်မှာနက်ဖျားပိုင်ကငါထင်တဲ့အတိုင်းပဲသူ့မှာအစွမ်းနောက်တစ်မျိုးရှိနေတာပဲဆိုပြီးစိတ်ထဲကနေပြောနေကငါဒီကိုလာခဲ့တာကမင်းကိုရှာချင်းကြောင်းမရောက်ခင်မင်းကိုစုတစ်ခုပေးမလို့လာခဲ့တာမင်းတို့တွေရှာချင်းကြောင်းကိုမဝင်ခင်မှာစမ်းတက်ရမယ့်ဟာရှိတယ်မင်းကိုလည်းအဲ့ဒီကိုတွားစီချင်တယ်လို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့မိုရီကဘလို့စမ်းသက်ချက်လဲလို့မေးလိုက်ခါတော့နက်ဖျားပိုင်ကငါတို့ရှချင်းချောင်းကအတွင်းပိုင်းကသူတွေပဲဝင်တာဆိုတော့မင်းဝင်မယ်ဆိုပြီးငါ့ကိုဂတိပေးမှငါမင်းကိုပြောပြပေးမယ်လို့ပြောလိုက်ပါတယ်အဲ့ချိန်မှာမိုရီကဆုံးဖြတ်ချက်ကငါအပေါ်မှာပဲမူတည်တာပဲဒါကပုံမှန်တော့မဟုတ်နေဘူးလို့ပြောနေပါတယ်ဘာတွေလုပ်ရမလဲဆိုတာတော့ငါမင်းကိုမပြောပြနိုင်ဘူးဒါပေမဲ့ဒီအခွင့်အရေးကရဖို့ကခက်တယ်တော့ပေမဲ့မင်းကိုလုပ်ရမယ်လို့ပြောတာတော့မဟုတ်ဘူးဆိုပြီးပြောနေတဲ့အချိန်မှာပဲမိုရီကကျွန်တော်ပါမယ်လို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့နက်ဖျားပိုင်ကဟာမင်းကိုငါလာဆိုရင်တော့စုတွေပေးရတော့မှာပေါ့နိုင်ငံအဆင့်ချန်ပီယံဖြစ်ထားတာဆိုတော့စုတွေကတော့အများကြီးရမှာဆိုပြီးစကေးစာလေးတွေကိုထုတ်ပေးနေပါတယ်ပြီးတော့နက်ဖျားပိုင်ကကတ်တစ်ခုကိုထုတ်ပေးလာကပထမစုလက်ကတော့ဒီထဲမှာ point 3သိန်းရှိတယ်မင်းစာမှုပွဲမှာရခဲ့တဲ့ point တွေကိုကောဒီထဲမှာပဲထည့်ထားပေးတယ်မင်းကြောက်ဘူးမှာပေါ့ဒီရဲ့ point တွေကရွှေတွေထက်တောင်တမိုးကြီးတယ်ဆိုတာဒုတိယတစ်ခုကတော့ဒီရဲ့ပုံမှန်အဆင့်စကေးစာလေးတွေပဲတတိယတစ်ခုကတော့ရှန်ရှာအင်ပါယာရဲ့တာဝါတွေကိုဝင်ခွင့်ပဲဒီရဲ့အခွင့်အရေးကလူတိုင်းမရနိုင်တဲ့အခွင့်အရေးတော့မင်းအဲ့ဒီရှန်ရှာအင်ပါယာကိုဝင်မဲဆိုရင်တေချာပြင်ဆင်သွားဖို့တော့လိုတယ်နော်ဆိုပြီးဆရာပိုင်ကပြောလိုက်ပါတယ်ဒီလိုနဲ့မိုရီကဟုတ်ကဲ့ပါလို့ပြောလိုက်ပြီးတော့စိတ်ထဲကနေတော့နက်ဖျားပိုင်ကိုယ်တိုင်ကငါ့ကိုတတိပေးနေတာဆိုတော့တကယ်အရေးကြီးတာပဲဖြစ်ရမယ်လို့တွေးနေပါတယ်ဒီလိုနဲ့နက်ဖျားပိုင်ကမင်းရဲ့အထုပ်တွေကိုအစင်တင်လုပ်လိုက်တော့ငါတို့အခုသွားကြမယ်ဆိုပြီးခဏကြာသွားတဲ့အချိန်မှာတော့တယ်ရီပိလုပ်နေကြခါတော့ဆရာပိုင်ကတေချာစူးစမ်းတော့ကောင်းလေးလို့ပြောနေပါတယ်ဒီလိုနဲ့မိုရီတို့ကရှက်ချင်းချောင်းကိုရောက်လာကြကမိုရီကဒါကရှက်ချင်းချောင်းလားလို့ပြောနေပါတယ်အဲ့အချိန်မှာနက်ဖျားပိုင်ကဒီကိတ်ကလက်နက်လဲဟုတ်တယ်လို့ပေါ်ရတခုလဲဟုတ်တယ်အစင်းမြင့်တဲ့သူတွေတောင်ဒီနေရာကိုလာပြီးဖျက်ဆီးလို့မရဘူး
လာပါငါတို့တွားကြရအောင်ဆိုပြီးနောက်တစ်ခန်းမှာတော့နတ်ဖျားပိုင်ကမိုရီကိုအခန်းထဲလိုက်ပို့ပြီးဒီနေရာကမင်းနေရမယ့်နေရာပဲကောင်းကောင်းနားယူထားပါနောက်ကြမှငါတို့ပြန်တွေ့ကြမယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့အချိန်မှာစပင်ဝါနဲ့တယောက်ကနတ်ဖျားပိုင်ကိုနှုတ်ဆက်နေတာစိတ်ထဲကနေဒီကောင်းရဲ့နောက်ခံကဘလို့ကြီးလဲနတ်ဖျားပိုင်ကိုယ်တိုင်သူ့ကိုလာပို့တာဆိုတော့ပြီးကြရင်ဒီကောင်းလေတန်ကဘလို့ကြီးလဲဆိုပြီးပြောနေပါတယ်ဒီလိုနဲ့ခဏကြာတော့စပင်ဝါနဲ့သူကမင်းနာမည်ကလင်မိုရီလားလို့မေးလိုက်ခါတော့မိုရီကဟုတ်ပါတယ်မစ္စတာနင်လို့ပြန်ဖြေလိုက်ပါတယ်အဲ့လိုနဲ့နင်ကမိုရီကိုမင်းဘလို့ခန်းမျိုးသဘောကျလဲလို့မေးနေကငါတို့မှာအခန်းမျိုးမျိုးရှိတယ်ဆိုပြီးအခန်းတွေကိုရှင်းပြနေပါတယ်ဒါပေမဲ့မင်းရွှေတဲ့အမျိုးအစားပုံမူတည်ပြီးဈေးနှုန်းတွေလည်းမတူဘူးဆိုပြီးပြောပြနေကမင်းအခုမှနောက်ဆုံးစာမှုဝဲကိုအောင်လာတာဆိုတော့မင်းမှာ point တွေအများကြီးရှိမှာပေါ့ဒါပေမဲ့ point တွေကိုရှောက်မသုံးနဲ့တော့မင်းအတွက်အဆင်ပြေမဲ့အခန်းလေးကိုပဲရွှေပြီးယူလူအများနဲ့ပေါင်းပြီးငှားနေမယ်ဆိုရင်ပိုပြီးတက်တာတယ်ဆိုပြီးပြောလိုက်ခါတော့မိုရီကကျွန်တော်အတွက်တယောက်ခန်းဆိုရပါပြီဆိုပြီးစိတ်ထဲကနေတော့ငါချွေတာရမယ်လို့ပြောနေပါတယ်အဲ့လိုနဲ့နင်ကလည်းတယောက်တည်းနေဖို့အခန်းယူမယ်ဟုတ်လားဆိုပြီးတော့စိတ်ထဲကနေဒီကောင်ချွေတာရမှမသိဘူးလားနောက်ကြမှအပွိုင်းတွေကဘလောက်ရှာရခက်လဲသိမယ်ဆိုပြီးပြောနေပါတယ်ဒီလိုနဲ့အခန်းတစ်ခုနားရောက်လာခါတော့မိုရီကဒီအခန်းယူမယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့နင်ကဟုတ်ပြီဒါဆိုရင်မင်းရဲ့မှတ်ပုံတင်ထဲမှာဒီအခန်းကိုမင်းရဲ့အခန်းဖြစ်တဲ့တွင်းပေးမယ်လို့ပြောနေပါတယ်ဒီလိုနဲ့ဆက်ရင်တွင်းတဲ့အချိန်မှာတော့မူရီရဲ့အမှတ်ကတိမ့်ကျော်နေခါတော့မင်းဘလို့ဖြစ်လို့အမှတ်တွေအများကြီးဖြစ်နေတာလဲဆိုပြီးမေးလိုက်ခါတော့မိုရီကနိုင်ငံအဆင့်ချန်ပီယံဖြစ်ခဲ့တာလို့ပြန်ဖြေလိုက်ပါတယ်ဒီလိုနဲ့နင်ကငါဒီကိုရောက်လာတော့ကဆိုရင် point 1000ပဲပါတာအဲ့ဒါကြောင့်လဲမင်းဒီလိုတယောက်တည်းနေမယ်လို့ပြောတာပေါ့ဆိုပြီးပြောလိုက်ပါတယ်ဒီလိုနဲ့နင်ကလည်းအခန်းကနေပြန်ထွက်သွားနေတာမင်းလိုတာတွေရှိရင်ငါ့ကိုပြောလို့ရတယ်နော်မနှက်ဖြန်ကြရင်ဆက်သွယ်ဖို့ဟာဝယ်လိုက်အောင်အဲ့ဒါမှငါ့ကိုဆက်သွယ်ဖို့ပိုလွယ်မှာလို့ပြောနေပါတယ်ဒီလိုနဲ့နောက်တစ်ခန်းမှာတော့မိုရီကအပြင်ကိုကြည့်နေကသူတို့တွေလည်းဘယ်တင်နေကြတာလားဒီเจ้าရဲ့ဂုံသတင်းကြီးတာလည်းမပြောနဲ့လေဒီမှာရှိနေတဲ့သူတိုင်းကအရန်စူးစမ်းကြတာကိုဆိုပြီးပြောနေပါတယ်ဒီလိုနဲ့နောက်တစ်ရက်မှာတော့မိုရီကတရားထိုင်ပြီးဝိညာဉ်စွမ်းအားပြန်ဖြစ်နေတဲ့အချိန်မှာတကားခောက်တန်ကထွက်လာပါတယ်မိုရီကတကားသွားခွင့်ကြည့်လိုက်တဲ့အချိန်မှာတော့နိုင်ရင်ဖြစ်နေကနိုင်ရင်ကနေငါ့ကိုမှတ်မိသေးလားဆိုပြီးပြောလိုက်ကမိုရီကမှတ်မိပါတယ်လို့ပြန်ပြောနေပါတယ်ဒီနေရာမှာခဏရက်ပြီးနိုင်ရင်ကဘယ်သူလဲဆိုတာမသိတဲ့သူတွေအတွက်နိုင်ရင်အကြောင်းကိုနည်းနည်းလေးပြောပြပေးပါမယ်ဗျနိုင်ရင်ဆိုတာကမိုရီပထမဆုံးမိအပြင်ထွက်တုန်းကတွေ့ခဲ့တဲ့အန်ဆက်စင်မတယောက်ဖြစ်ပြီးမိုရီကိုလည်းအခုမိုရီသုံးနေတဲ့အလောင်းကောင်းဖောက်ခွဲခြင်းစကေးစာလေးကိုပေးခဲ့သူဖြစ်ပါတယ်ဟုတ်ကဲ့ဇလန်းလေးကိုပြန်သွားကြရအောင်ဗျဒီလိုနဲ့နိုင်ရင်ကငါနင်းကိုမနှက်စာဆက်ဖို့ခေါ်သွားပေးမယ်ပြီးရင်နင်းကိုဒီနေရာတွေကိုလိုက်ပြပေးမယ်ဆိုပြီးမိုရီကိုဆွဲခေါ်လာပါတယ်ကျွန်တော်နဲ့တူတူကြည်နေတဲ့သူတွေလည်းမရနိုင်တဲ့ဘဝလေးပေါ့ဗျာဒီလိုလေးနဲ့မိုရီနဲ့နိုင်ရင်ကထမင်းစားဆောင်နားရောက်လာကမိုရီကငါရှင်းလိုက်မယ်ဆိုပြီးသူ့ရဲ့ point တွေနဲ့ရှင်းနေခါတော့နိုင်ရင်ကဘာလို့ point တွေနဲ့ရှင်းနေတာလဲရွှေနဲ့ရှင်းလို့ရတဲ့နေရာဆိုရင်ရွှေနဲ့ပဲပေးဆိုပြီးရှင်းပြနေပါတယ်အဲ့လိုနဲ့မိုရီကငါမှရွှေမရှိဘူးဒီရဲ့ point တွေပဲရှိတယ်ဆိုပြီးပြောပြလိုက်ခါတော့အရင်တိုင်းပဲနိုင်ရင်ကပလုတ်ပလောင်းနဲ့နင်းမှမရှိရင်လဲငါ့ကိုပြောတာမဟုတ်ဘူးငါမှအများကြီးရှိတယ်အဲ့လို point တွေကိုရှောက်မသုံးနဲ့ဆိုပြီးမိုရီကိုစုံးမနေပါတယ်ပြီးတော့အစားအသောက်ဖိုးရှင်းတာ9 point ပဲကြာလို့တော်သေးတာပေါ့ဆိုပြီးပြောနေချင်းမိုရီရဲ့ point တွေက3,300ကျော်ရှိနေခါတော့မျက်လုံးပြူပြီးပေါက်စီတွေပါပြုတ်ကျကုန်ကနင်းမှာဘလို့ဖြစ်လို့အခုလို point တွေအများကြီးရှိနေတာလဲလို့မေးနေပါတယ်ဒီလိုနဲ့အပြင်ပြန်ရောက်လာတဲ့အချိန်မှာထပ်ပြီးနိုင်ရင်ကဘယ်တော့မှရွှေနဲ့ရှင်းလို့ရတဲ့နေရာမှာ point တွေကိုမတုံးနဲ့နော်နင်းမှာ point တွေအများကြီးရှိနေတယ်ဆိုရင်တော့မှနော်ဆိုပြီးမိုရီကိုထပ်ပြီးဆုံးမနေပါတယ်အဲ့အချိန်မှာမိုရီကဂေါဘလင်ဘရင်ရဲ့နှလုံးကိုနိုင်ရင်ကိုပေးလိုက်ခါတော့နိုင်ရင်ကပျော်သွားကဒီရဲ့ဂေါဘလင်ဘရင်ရဲ့နှလုံးကအရန်လာတာပဲဆိုပြီးပြောနေပါတယ်ပြီးတော့နိုင်ရင်ကဒီရဲ့နှလုံးကေစီအရန်ကြီးတယ်နော်နင်ဒီဟာကိုရောင်းမယ်ဆိုရင်1 မီလီယံလောက်ရနိုင်တယ်နော်နင်တကယ်ပဲငါ့ကိုပေးမှလားဆိုပြီးပြောလိုက်ခါတော့မိုရီကအင်းလို့ပြန်ပြောလိုက်ခါတော့နိုင်ရင်ကအသေးပုံတွေပါထွက်နေကကျေးဇူးပဲနော်လို့ပြေးလိုက်ပါတယ်မိနေမှာဆိုလို့အဲဂေါဘလင်နှလုံးကဟိုရင်ကရှန်ဟိုင်းမြို့အိမ်မက်ဆိုးတန်းချမ်းမှာရခဲ့တဲ့ပစ္စည်းဖြစ်ပါတယ်ဇလန်းလေးကိုပြန်သွားရရင်မိုရီနဲ့နိုင်ရင်ကစရင်ပေးဖို့သွားနေကစရင်ပေးဌာနနာရောက်လာကနိုင်ရင်ကနင်ဒီမှာစရင်ပေးထားတာရပြီဆိုပြီးပြောနေကမိုရီကဒီမှာဘာလို့ငါရဲ့အမလင်မိုဟန်ရဲ့နာမည်မတွေ့ရတာလဲလို့မေးလိုက်ပါတယ်အဲ့လိုနဲ့နိုင်ရင်ကသူ့ရှိုးဝက်မရှင်ကိုသွားနေတာလည်းဖြစ်နိုင်တာပဲဒါမှမဟုတ်ရင်လည်းလူဝက်ဌာနတစ်ခုခုကိုဝင်ထားလို့သူ့ရဲ့အချက်လက်ဘာမှမရတာလည်းဖြစ်နိုင်တာပဲလို့ရှင်းပြနေပါတယ်ပြီးတော့စိတ်မပူပါနဲ့နေအမအဆင်ပြေမှာပါငါတို့နေရအစုံမသွားရသေးဘူးဆိုတော့တွားကြရအောင်ဆိုပြီးစာတင်ခန်းထဲကိုခေါ်လာကဟိတာအိုငါဒီမှာနိုင်ငံအဆင့်ချန်ပီယံကိုခေါ်လာပြီးဆိုပြီးအော်ပြောနေပါတယ်ဒီလိုနဲ့တာအိုကမိုရီနာကိုရောက်လာကငါနာမည်ကဂျင်းတာအို level 23နတ်သမီးစစ်သူကြီးပါလို့နှုတ်ဆက်လာတော့မိုရီကလဲကျွန်း
နောက်နာမည်ကလင်မိုရီ level ဆက်ခွန်ဝိညာဉ်ထိန်းကျောင်းသူပါဆိုပြီးပြန်နှုတ်ဆက်နေပါတယ်ဒီလိုနဲ့အနောက်မှာထိုင်နေတဲ့တယောက်က level ဆက်ခွန်ဟုတ်လားနင်ဒီလိုဘာမှမဟုတ်တဲ့ငပြော့ကောင်တွေကိုခေါ်လာတာလဲဆိုပြီးပြောနေပါတယ်ဒီလိုနဲ့နိုင်ရင်ကနေမစကားပြောတာလဲမိုရီကနိုင်ငံချန်ပီယံတော်နဲ့အပြောဆိုစင်ချင်းဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့အဲ့နိုင်ငံချန်ပီယံတွေကငါတို့ငကားအဖွဲ့နဲ့ရှင်ရင်တော့ကလေးတာတာပဲနင်ကိုယ်တိုင်လည်းအရင်ကနိုင်ငံချန်ပီယံတွေကိုမြင်ခဲ့တာပဲလေလို့ပြောနေပါတယ်ဒီနေရာလေးမှာပဲချက်ပရာတစ်ခုထပ်ပြီးသွားပါတယ်ခင်ဗျအခုလိုကြည့်ရှုအားပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျနောက်ပိုင်းတွေကိုလည်းစောင့်မျှော်ကြည့်ရှုအားပေးပါဦးနော်အဆင်ပြေမဲ့ဆိုရင်ကျွန်တော်ကို like နဲ့ subscribe လေးလည်းလုပ်ပေးသွားကြပါဦးခင်ဗျ comment လေးတွေလည်းကိုကြိုက်တဲ့ comment လေးတွေပေးသွားလို့ရပါတယ်ခင်ဗျ